ကျွန်တော်ဧက90ရှိတဲ့ဖန်လုံအိမ်ချယ်ရီချန်ကိုငှားထားပြီးအခုအသီးတွေအောင်မြင်ဖြစ်ထွန်းနေပါပြီစုစုပေါင်းတန်ဖိုးက330ရှိပါတယ်ဒါပေမဲ့အတိမခုခင်ညမှာဦးလေးကြီးကကျွန်တော်ကို360နဲ့ရွာကိုအကုန်ရောင်းခိုင်းတယ်မင်းကတခြားအရက်ကလူဒီတောင်ကုန်းကရွာကမင်းကိုခွင့်ပြုပေးထားတာအခုအသီးတွေမဲ့ပြီဆိုတော့တရွာလုံးချမ်းသာအောင်လုပ်ပေးတင်တာပေါ့အေးမင်း360ရရင်အရင်ကြည်ပါပြီကျန်တဲ့အမျက်တွေကိုတော့ရွာလန်းခင်းဖို့လှူလိုက်ပေါ့ကြည်စံဦးလေးကြီးကအမြဲတမ်းတရားမျှတစွာလုပ်ကင်တတ်တယ်ဒါကိုလက်မှတ်ထိုးလိုက်အားလုံးအတွက်ကောင်းပါတယ်ကျွန်တော်ငုံကြည့်လိုက်တော့ခေါင်းစဉ်ကစာလုံးမဲကြီးတွေနဲ့ရေးထားတယ်ကျွန်တော်စီကန်းချက်တွေကိုအသေးစိတ်မကြည့်ပဲအောက်ဆုံးကဈေးနှုန်းကွက်ကိုပဲတန်းကြည့်လိုက်တယ်ဝယ်ဈေးကတပိတ်တာကို12ကျပ်တဲ့ကျွန်တော်အဲ့ဒီကဏ္ဍကိုကြည့်ပြီးမရေပဲမနေနိုင်တော့ဘူးဦးလေးကြီးဒီမှာရေးထားတာကတပိတ်တာ12ကျပ်ပါလားဟုတ်တယ်ရွာကမင်းအတွက်အကုန်ရောင်းပေးမယ်12ကျပ်ဆိုတာမနှဲပါဘူးအခုဈေးကွက်ထဲမှာအညံ့ဆုံး cherry တောင်3ဆက်ရောင်းနေတာကျွန်တော်ဟာကရုရှားနံပါတ်8ဖန်လုံးအိမ်နဲ့အပူချိန်ထိန်းပြီးစိုက်ထားတာဦးလေးက12ကျပ်ပေးတာကကျွန်တော် cherry တီးကိုဝယ်မလားဒါမှမဟုတ် cherry တီးအစ်စ်ကိုဝယ်မလားလင်းမော်မင်းကြောက်လူကြီးကိုဘယ်လိုစကားပြောနေတာလဲကျွန်တော်သူ့ကိုဂယုမဆိုင်ပဲကြောက်ရွံ့ချိုင်ကိုပဲဆက်ကြည့်နေလိုက်တယ်ဦးလေးကြီးဧက90အတီး9360နဲ့ယူချင်တယ်ပြီးတော့တနစ်ကြာမှပတ်စံရှင်းမဲ့တဲ့ဦးလေးရဲ့စီးပွားရေးကဗန္ဒပြတိုက်တာထက်တောင်ပိုပြီးဥပဒေနဲ့ညီနေသေးတယ်လင်းမော်မင်းကတခြားအရက်ကလူဒီတောင်ကုန်းကိုအဲ့ဒီတုန်းကငါသာကောင်းမညစ်ရင်မင်းတဧက300ဆိုတဲ့ဈေးပေါ်ပေါ်နဲ့ငှားနိုင်မှာမလားကျေးဇူးတိတက်ရမယ်အခုမင်းသီးတွေမဲ့ပြီးပတ်စံအများကြီးရနေပြီးရွာကဆင်းရဲသားတွေကတော့နေတိုင်းငက်ပြက်နေတော့မဲ့ငါဒီတမဝါရမအတင်းကိုထောင်တာကမင်းရဲ့အသီးတွေကိုတုံးပြီးငါတို့ရွာရဲ့နာမည်ကိုမြင့်တင်ဖို့ပဲတရွာလုံးချမ်းသာအောင်လုပ်ပေးဖို့မင်း360ရရင်အရင်ကြေပါပြီးကျန်တဲ့အမျက်တွေကိုတော့ရွာလန်းခင်းဖို့နဲ့အထီးကျန်တက်ကြီးရွယ်အိုတွေအတွက်အိမ်ဆောက်ပေးဖို့လှူလိုက်ဖို့လူဆိုတာအရန်အတ္တမကြီးတင်ဘူးနားလေလားဟုတ်တယ်ငါတို့ရွာကရေကိုတုံးငါတို့ရွာကမြေမစိုက်တာတယောက်တည်းအကုန်ယူချင်တာလားအိမ်မက်ပဲမက်လိုက်ကျွန်တော်ကြောက်ရဘက်ကိုလှည့်ကြည့်လိုက်တယ်ဒါကမင်းရဲ့ဆန္ဒပဲလားလင်းမော်ဦးလေးကြီးပြောတာမှန်ပါတယ်မင်းဒီနှစ်တွေမှာစိုက်ပျိုးရေးလုပ်တာဦးလေးကြီးအများကြီးကူညီပေးခဲ့တာပဲအခုရွာကမင်းကိုလိုအပ်နေချိန်မှာအမျက်လေးနည်းနည်းလောက်ခွဲပေးတာဘာဖြစ်လို့လဲအမျက်340အပြင်ကျွန်တော်ရဲ့4နှစ်စာအရင်နည်းနဲ့ချေးငွေတွေပါသွားမှာ။အိုမင်းကလည်းအဲ့ဒီလောက်ကြီးတွက်ကပ်မနေပါနဲ့ဦးလေးကြီးပြောပြီးနောက်ဆိုရွာကထောက်ပံ့ခြင်းမှန်သမျှမင်းကိုပဲအရင်ပေးမယ်တဲ့ဒါကရေရှည်အတွက်မကောင်းဘူးလားမိသားစုဝင်တွေပဲဘာလို့အဲ့ဒီလောက်တွက်ကပ်နေရတာလဲ။မိသားစုဝင်တွေရဲ့ဒီစကလုံး300တာတကယ်လွယ်တာပဲသူ့အမျိုးတွေကျွန်တော်စီကအမျက်ထုတ်ချင်တိုင်းဒီစကလုံးကိုပဲထုံဆေးဖြစ်သုံးနေကြ။ကြောက်လူကြီးကျွန်တော်ဘောပင်ကိုမယူဘဲစာရွက်ကိုနှစ်ဖက်ကင်လိုက်တယ်ဖြက်ခနဲ့စာရွက်တွေကိုကျွန်တော်ဆုပ်ဖြဲပစ်လိုက်ပြီးအပိုင်းပိုင်းဖြစ်သွားစေတယ်ပြီးတော့ဘေးကအမိုက်ပုံးတွေကိုအကုန်ပစ်ထည့်လိုက်တယ်ကျွန်တော်အသီးတွေကဈေးကွက်ပေါက်ဈေး60တပြားမှမလျှော့နိုင်ဘူးအရွက်တရွက်တောင်မင်းတို့ယူသွားလို့မရစေရဘူးလူရုပ်မှာလင်းမော်မင်းယူသွားပြီလားဦးလေးကြီးရဲ့စာချုပ်ကိုမင်းဆုပ်ဖြဲရဲတယ်ပေါ့မင်းကိုငါကွာရှင်းပြစ်မယ်တိလားကွာရှင်းစာချုပ်ကိုအခုပဲရေးလိုက်ကျွန်တော်ချက်ချင်းလက်မှတ်ထိုးပေးမယ်လင်းမော်မင်းကတော့အကောင်းပြောလို့မရတဲ့ကောင်ပဲဒါကဒဏ်ကြီးအတက်တက်ပဲဥက္ကဋ္ဌကြောက်အခုကတရားဥပဒေစိုးမိုးတဲ့ဖြစ်ပါလွတ်လပ်စွာရောင်းဝယ်ခွင့်ရှိတယ်အတင်းအဓမ္မအယောင်းဝယ်လုပ်ချင်ရင်တော့လူမားသွားပြီးတကားကအနောက်မှာလိုက်မပို့တော့ဘူးတရားဥပဒေစိုးမိုးတဲ့ဖြစ်တယ်လားကြောက်ရွံ့ချိုက်ကရုတ်တရက်ပြုံးလိုက်တယ်သူ့ရဲ့အဝါရောင်တန်းနေတဲ့သွားတွေနဲ့အပြုံးကရွာကလူမိုက်တယောက်ရဲ့အငွေ့သက်တွေအပြည့်ပဲကောင်းပြီလေမင်းကိုတင်ငန်းစာတစ်ခုပေးရသေးတာပေါ့ဒီကောင်းချောင်ရွာမှာငါကြောက်ရွံ့ချိုက်ကဥပဒေပဲသူကအိတ်ထဲကနေစကားပြောဆက်တစ်ခုကိုထုတ်ပြီးခလုတ်နှိပ်လိုက်တယ်အဖိုးချံမိဖြက်လိုက်တစ်ချိန်တည်းမှာပဲတတိချန်ထဲကနေဖောင်းဆိုတဲ့အတန်ကြီးထွက်လာတယ်ဒါက transformer ပြတ်သွားတဲ့အတန်ပဲတတိချန်အနောက်ဘက်ကစတူရမ်းမီတာငါရကျဲတဲ့အေးခန်းကြီးကိုလဲပတ်ပေးနေတဲ့စက်ကြီးရက်သွားတယ်ခင်ဗျားကျွန်တော်မိကိုဖျက်လိုက်တာလားဒါကိုဘယ်လိုလုပ်မိဖြတ်တယ်လို့ခေါ်လို့ရမလဲဒီတလောရာဒီဥတုကပူတော့ရွာက transformer ကလည်းဟောင်းနေပြီလေဝင်ပြီးနေတာရွာသူရွာသားတွေမိသုံးနိုင်ဖို့အတွက်မိအများကြီးသုံးတဲ့မင်းကိုခဏလောက်အနစ်နာခံခိုင်းရတာပေါ့ရွာကမိကျိုးတွေပြင်းနေတာလေဒါကပုံမှန်ပါပဲမြို့နယ်လျှက်စီယုံကလာစစ်ရင်တော့အပြစ်ရှာလို့မရဘူးဘေးနားကရွာသားတွေကဝိုင်းရကြတယ်အခုအပူချိန်က35ဒီဂရီရှိတယ်ချယ်ရီတီးဆိုတာကနုနယ်တဲ့အသီးလေးအပင်ပေါ်ကနေခူးပြီးတာနဲ့လေဝင်လေထွက်နဲ့အပူချိန်ထိန်းချုပ်မှုမရှိရင်ဒီလိုအပူချိန်မျိုးမှာ24နာရီအတွင်းအချင်းနဲ့ထွက်ပြီးပုတ်သွားမှာပဲကြောက်ရွံ့ချိုက်ကတကားဝါကိုရှောက်လာပြီးကျွန်တော်ပခုံးကိုပုတ်ကဟန်ဆောင်ပန်ဆောင်တက်ပြင်းချလိုက်တယ်ဒီလိုနေရာဒီကြီးမှာမီးပြတ်တာကတော်တော်ဆိုးတာပဲမင်းရဲ့အေးခန်းထဲကအပူချိန်ကမနှက်ဖြန်နေလေလောက်ထိပဲခံပါမနှက်ဖြန်မနှက်8နာရီငါထက်လာခဲ့မယ်ဒါပေမဲ့အဲ့ဒီအချိန်ကျရင်တော့စာချုပ်ထဲကဈေးက12ကျပ်မဟုတ်တော့ဘူးနော်တစ်ကျပ်သားကို9ကျပ်ပဲရောင်းချင်ရောင်းမရောင်းချင်နေရောင်းရင်တော့မင်းနဲ့သိန်းခွဲလောက်ရအောင်မယ်မရောင်းရင်တော့မင်းရဲ့သိန်း3စက်တန်အသီးတွေတောင်ပေါ်မှာမျောစာဖြစ်သွားမှာပဲပြောပြီးတာနဲ့သူကကြောက်ရဘက်ကိုလှည့်ပြီးလက်ရက်ခေါ်လိုက်တယ်ရာသွားမယ်ဒီလိုကျေးဇူးကမ်းတဲ့ကောင်မျိုးကိုဒီမှာတယောက်တည်းချင်းကျွေးထားလိုက်ဦးကြီးနဲ့ရွာထဲပြန်ပြီးအဲကွန်သွားခံရအောင်လင်းမော့နင်ကတကယ်ကိုကောင်းပါတဲ့အယူပဲမနှက်ဖြန်ဦးကြီးထက်လာတဲ့အခါနင့်အသီးတွေကိုဝယ်ဖို့ဒူးထောက်ပြီးတောင်းပန်တာအကောင်းဆုံးပဲတစ်ချက်သားကို9ကျပ်ဆိုတာနင်ကိုယ်တိုင်ရှာတဲ့ပြဿနာပဲကား3စီးရဲ့တကားတွေအကျယ်ကြီးပိတ်သွားတယ်ဖုံတလွန်းလွန်းနဲ့ကားအိတ်စုံငွေတွေထွက်လာပြီးရွာဘက်ကိုသွားတဲ့မြေနီလမ်းလေးပေါ်မှာပျောက်ကွယ်သွားတယ်တတိချန်လေးကလုံးဝတိတ်ဆိတ်သွားတယ်မိပြက်သွားပြီးသိန်း30တန်အသီးတွေကအမိုက်ဖြစ်တော့မယ်ဒီညကျွန်တော်တေချာပေါက်ယူသွားလိမ့်မယ်လို့လူတိုင်းကထင်နေကြတယ်ညရင်းချင်းရွာအစုံကိုပြေးသွားပြီးတကားခောက်တောင်းပန်မယ်လို့တောင်ထင်နေကြတာအဝေးကရွာထဲမှာလင်းနေတဲ့မီးရောင်လေးတွေကိုကျွန်တော်ကြည့်နေလိုက်တယ်အဲ့ဒီအချိန်မှာပဲဖုန်းကတုံသွားတယ်ကြောက်ရစီကဝင်လာတဲ့ WhatsApp message အခုဦးကြီးအိမ်ကိုလာပြီးအမဝင်ခံရင်အချိန်မီသေးတယ်မဟုတ်ရင်မနေ့ပြန်နေဒေဝါလီခံရတဲ့အခါငါ့ကိုရက်ဆက်တယ်လို့မပြောနဲ့ကျွန်တော်စာမပြန်ခဲ့ဘူးလက်နေတမီကိုယူပြီးတတိချန်ရဲ့အနက်ဆိုင်ဆုံးတောင်နောက်ဘက်ကိုရှောက်သွားလိုက်တယ်အဲ့ဒီမှာစစ်သုံးကင်မှု flash ပိုက်ကွန်တွေနဲ့ဖုံးထားတဲ့မြေလူကြီးတစ်ခုရှိတယ်ကျွန်တော်အားကုန်သုံးပြီးဆွဲဖယ်လိုက်တယ်လာရောက်အောက်မှာစီးပွားရေးသုံးဆိုလာပြ120ကတက်တက်ရက်စီတန်းနေတယ်အောက်ဘက်မှာတော့ကွန်တိန်နာရွယ်စားရှိတဲ့အေယာမဘက်ထရီအိုးကြီး6လုံးရှိတယ်လွန်ခဲ့တဲ့2နှစ်ကအေးခန်းဆောက်တုံးကဒီကိစ္စကိုကျွန်တော်တွေ့ထားပြီးသားစိုက်ပျိုးရေးသုံးလျှက်စစ်မီကမတည်ငြိမ်ဘူးဒါအပြင်ကောင်းချောင်ရွာကလူတွေရဲ့အကျင့်စရိုက်ကြောင့်သိန်း30တန်အသက်သွေးကြောကိုရွာကမီးကျိုးတွေစီအထားရအောင်ကျွန်တော်အုံနောက်ထဲရေဝင်နေတာမှမဟုတ်တာ
ဒီဆိုလာစွမ်းအင်တူလောင်မှုစနစ်ကကျွန်တော်ဇာတိမျိုးကအင်ကိုပေါင်ပြီးဝယ်ထားတာကြောက်ရတော့မသိဘူးကျွန်တော်တန်တစ်တာရဲ့တကားကိုဖွင့်လိုက်တဲ့အပေါ်ကအစိမ်းရောင်ဘက်ထရီ100ရာခိုင်နှုန်းပြနေတဲ့မီးလေးကိုကြည့်ပြီးမင်းကလုတ်ကိုအားကုန်သုံးပြီးတင်လိုက်တယ်10မိနစ်လောက်ပဲတိတ်ဆိတ်သွားတဲ့တတိချန်လေးကစက်ကြီးတွေရဲ့အတန်နဲ့ပြန်လဲဆူညံသွားတယ်စတူရန်မီတာ9ရကျဲတဲ့အေးခန်းကြီးပြန်လဲပတ်သွားပြီးအဖြူရောင်အေးငွေတွေကပိုက်တွေထဲမှာပြန်လဲလက်ပတ်နေပြီမနက်4နာရီခောက်ကတင်ပုံမှာကျွန်တော်ခဏလောက်မှီးလိုက်တယ်မိုးလင်းခါစာအချိန်လေးမှာပဲတကားအပြင်ဘက်ကနေကားတန်တွေကြားနေရပါတယ်ဦးလေးဖြစ်သူကကုန်တင်ကားကြီးနဲ့ရောက်လာပြီးလင်းမှုမင်းဦးလေးကသဘောကောင်းတယ်မလားလို့စပြောလိုက်ပါတယ်မိုးလင်းတာနဲ့မင်းရဲ့တစ်တီးတွေကိုတဲပေးဖို့ကားခေါ်လာပေးတယ်လေမနေ့ကပြောထားတဲ့အတိုင်းတချင်းကို9ရွယ်နဲ့ပဲအခုဆိုရွက်2သိန်းခွဲလောက်ချက်ချင်းရတော့မှာမဟုတ်လားအနာကအမျိုးသမီးကလည်းအိုးဦးလေးရဲ့တညလုံးတောင်ကုန်သွားပြီလို့ဝင်ပြောပါတယ်အေးခန်းမှာမီးမလာတော့အထက်ကတစ်တီးတွေလည်းပျော့ကုန်လောက်ပြီဒီ2သိန်းခွဲဆိုတာတစ်တီးတွေပုံမဲ့အနေရကိုကျမတို့ဘက်ကတာဝန်ယူပြီးပေးတာနော်သူကကျေးဇူးတင်ရမှာပေါ့9ရွယ်ဆိုတာတော့များလွန်းနေပြီပြော့နေတဲ့တစ်တီးတွေကိုဖြော်ရည်လုပ်ဖို့တောင်ဘယ်သူမှမယူကြဘူးလို့လောင်ပြောင်နေကြပါတယ်ဦးလေးကလင်းမှုအေးခန်းတကားကိုမြ мян ဖွင့်ဆန်းလို့အမိတ်ပေးလိုက်ပါတယ်လင်းမှုကတော့အေးဆေးဆေးပါပဲဒရိုက်တာကြောက်မနေ့ညကကောင်းကောင်းအိပ်ပျော်ရဲ့လားဒရိုက်တာကြောက်ကကောင်းကောင်းအိပ်ပျော်ပါတယ်လင်းမှုဟမ်မဆောင်ပါနဲ့တော့စာချုပ်ကိုမြ мян လက်မှတ်ထိုးငါချက်ချင်းလူလွတ်ပြီးရွာကိုမီးပြန်ပေးခိုင်းလိုက်မယ်လက်မှတ်ထိုးလိုက်ပါ2သိန်းခွဲဆိုတာဘာမှမရတာထက်စာရင်အများကြီးတော်ပါသေးတယ်လင်းမှုကပြုံးပြီးတတိတွေကိုဒီလောက်တောင်ကြည့်ချင်နေတာလားကောင်းပြီလိုက်ပြမယ်သူတို့တွေကတော့တတိတွေပုတ်နေပြီးအထင်နဲ့ကားကိုတောင်အေးခန့်ရှိအစင်တင်နောက်ဆုတ်ခိုင်းထားပါတယ်ဒါပေမဲ့တကားဖွင့်လိုက်တဲ့အခါမှာတော့ပုတ်စော်နံမဲ့အစားအေးစိမ့်တဲ့အငွေ့တွေနဲ့အတူလက်ဆက်တဲ့ချယ်ရီသီးတွေကအစီအီအေးဘေးဆက်ကလည်းပုံမှန်အတိုင်းအလုပ်လုပ်နေတာကိုမြင်လိုက်ရတဲ့အခါဒရိုက်တာကြောက်အံ့ဩသွားပါတယ်ဒါကဘလို့ဖြစ်နိုင်မှာလဲရွာမှာမီးပြတ်နေတာသိကြပါတယ်မင်းစီမှာဘလို့လုံးမီးရှိနေတာလဲလင်းမှုမင်းမီးကိုတုံးနေတာပဲနိုင်ငံတော်လျှက်စစ်ကွန်ရက်ကမီးကိုခိုးတုံးရဲတယ်ပေါ့ဘေးကလူကလည်းဦးလေးသူ့ကိုမီးကိုမှုနဲ့တိုင်လိုက်လို့អော်ပါတော့တယ်လင်းမှုကကြောက်ရမင်းကိုစာများများဖတ်ဖို့ပြောတာကိုနားမထောင်ဘူးအပေါ်မှာဆိုလာပြား120နဲ့စွမ်းအင်တူလောင်စနစ်ရှိတယ်ဒါကမီးပြက်လဲတစ်ပတ်လောက်အေးဆေးဆေးပဲအခုကနွေရာသီဆိုတော့နေအောင်ကအရန်ကောင်းနေတာခမ ्या ရဲ့9ယွန်ကိုရွာလန်းပြင်ဖို့ပဲတင်ထားလိုက်ပါဒေါသထွက်သွားတဲ့ဒရိုက်တာကြောက်ကကောင်းပြီလင်းမှုမင်းတော်တယ်ဆိုလာပြားရှိုံနဲ့အားလုံးပြီးပြီထင်နေလားမြေတူးဆက်2စီးအခုချက်ချင်းခေါ်လာခဲ့ဘာလို့ဖို့လဲလင်းမှုကလက်ဆက်အောင်ထားနိုင်တယ်မလားလမ်းမရှိတော့ရင်သူ့တစ်တီးတွေဘလို့ထွက်မလဲငါကြည့်မယ်မကြခင်မှာပဲမြေတူးဆက်တွေရောက်လာပြီးခြံထဲကထွက်မဲ့တခုလေးတော့လမ်းကိုတူးဆော့ဖျက်ဆီးလိုက်ပါတယ်လမ်းကိုလုံးဝသွားလာလို့မရအောင်လုပ်ပစ်လိုက်တာပါလင်းမှုဒီရွာလမ်းကပျက်စီးနေလို့ရွာကော်မတီကဒီနေ့ကစပြီးလမ်းကိုလုံးဝပိတ်ပြီးပြင်ဖို့ဆုံးဖြတ်လိုက်ပြီးဘယ်တော့ပြီးမလဲဆိုတာကတော့ငါစိတ်အခြေအနေပေါ်မူတည်တယ်လို့ရွှေပြောပါတယ်ပြီးတော့မြို့နယ်တွေကပုံဆက်ယုံနဲ့ရေခဲဆက်ယုံတွေကိုလည်းငါပြောထားပြီးပြီဘသူကမှမင်းကိုပစ္စည်းမရောင်းရဲစေရဘူးရောင်းတဲ့သူဟာငါတို့ရွာကိုစန့်ကျင်တာပဲထုတ်ပိုးစရာမရှိကားမရှိဘဲနဲ့မင်းရဲ့တစ်တီးတွေကဘလောက်အထိခံနိုင်ပါမလဲလို့စင်ခေါ်လိုက်ပါတော့တယ်ဘာလို့အဲ့လောက်ထိလုံနေတာလဲအခုကောင်းကြီးလိုက်ယုံနဲ့ဦးလေးကမြေတူးဆက်နဲ့ဒီကျင်းကိုချက်ချင်းပြန်ပို့ပေးလိုက်မယ်တစ်တာတွေနဲ့ရေခဲတွေလည်းချက်ချင်းရောက်လာလိမ့်မယ်ဘာလို့ပတ်စံနဲ့ကုမိသားစုကိုစန့်ကျင်နေတာလဲကြောက်ရမင်းဦးလေးကငါ့ကိုပတ်စံအတွက်နဲ့ကြံစီနေတာမင်းကရောငါ့ကိုဘာအတွက်နဲ့ကြံစီနေတာလဲငါကမင်းကိုကြံစီနေတာလားငါကမင်းကောင်းဖို့အတွက်လုပ်နေတာပါရွာထဲမှာဆက်ဆံရေးကောင်းအောင်မလုပ်ထားရင်နောက်ကျရင်ဒီမှာဘလို့ရက်တည်မလဲငါဒီမှာဆက်နေဖို့အစီအစဉ်မရှိတော့ဘူးလင်းမှုမင်းကိုစဉ်းစားဖို့အချိန်တဝက်ပေးမယ်ဒီနေ့နေ့လယ်ငါပြန်လာခဲ့မယ်အဲ့ဒီအချိန်ကျရင်တပိတာကို3ရွက်မဲပေးတော့မယ်သူပြောပြီးတာနဲ့အဝေးကပြည်နယ်လမ်းမကြီးစီကနေအင်ဂျင်တန်ကျဲကြီးကြားလိုက်ရတဲ့ဒါကကားတစ်စီးတည်းမဟုတ်ဘူးရင်နှန်းကြီးတစ်ခုပဲကြောက်ယူချိုင်လှည့်ကြည့်လိုက်တော့ကောင်းချောင်ရွာကိုသွားတဲ့လမ်းတစ်ပေါ်မှာတူညီတဲ့အယောင်ချထားတဲ့အဖြူရောင်ကုန်တင်ကားကြီး8စီးဟာတန်းစီပြီးမောင်းနေလာနေတဲ့ရှေ့ဆုံးကကားပေါ်မှာအနီရောင်လိုဂိုကြီးတစ်ခုပါတယ်ရှုံလူအေးခန်းတဲယူပို့ဆောင်ရေးပို့ပြီးအန်အောကိုကောင်းတာကမိတောက်တောက်နဲ့ဆိုင်ကယ်2စီးကကား8စီးရဲ့ရှေ့ကနေလမ်းပြလာတာပဲရင်နှန်းကပြက်နေတဲ့ရွာလမ်းကိုမသွားပဲပြည်နယ်လမ်းမကြီးရဲ့လမ်းတစ်ပေါ်ကိုတိုက်ရိုက်မောင်းဝင်လာတဲ့ကျင်းကိုကြော်ပြီးခြံနောက်ကကွင်းပြင်မှာရက်လိုက်တယ်မင်္ဂလာပါမစ္စတာလင်းကျွန်တော်ကရှုံလူအေးခန်းတဲယူပို့ဆောင်ရေးရဲ့ project manager 1လေးပါမြို့ပြနဲ့ကြေးလက်တိုက်ရိုက်ချိတ်ဆက်မှုရင်းနှန်းအချိန်မီရောက်ရှိလာပါပြီအပူချိန်ထိန်ကား8စီးကျွမ်းကျင်ထုတ်ပို့သူ54ချောင်း3အလူမီနီယံတစ်တာ3သိန်းနဲ့အရေးနိုက်ထရိုဂျင်အမြန်အေးခဲဆက်တွေအားလုံးအဆင်သင့်ပါပဲကျေးဇူးတင်ပါတယ်မန်နေဂျာ1ဝန်လေးကလှည့်ပြီးရင်နှန်းကိုလက်ဝဲရမ်းပြလိုက်တဲ့ကားတွေရဲ့နောက်တကားတွေအားလုံးပြိုင်လူပွင့်သွားတယ်ယူနီဖောင်းဝတ်ထုတ်ပို့သူ50ကရွေးချထုတ်ပို့မှုလိုင်းတွေကိုစတင်တက်ဆင်ကြတယ်ကျင်းရဲ့တစ်ဖက်ချမ်းမှာတော့ကြောက်ယူချိုင်တကူလုံးတုံရင်နေတယ်ဒါတွေကဘာတွေလဲဘယ်သူကသူတို့ကိုပေးဝင်တာလဲဒီလမ်းကတရားဝင်မဖွင့်ရသေးဘူးဖြတ်တန်းခွင့်မရှိဘူးဒီလမ်းကစိုက်ပျိုးရေးထွက်ကုန်တွေအတွက်အထူးလမ်းကြောင်းပါဒီနေ့မှာတန်မိုးကြီးထွက်ကုန်တွေကိုတည်ယူပို့ဆောင်ဖို့အတွက်အထူးဖွင့်လှစ်ပေးထားတာပါမင်းမှာကန့်ကွက်เสียရရှိလို့လားမဝုံရဲပါဘူးလုံခြုံရေးအကိုကြီးကျွန်တော်ကကောင်းချောင်ရွာရဲ့ရွာလူကြီးပါရွာလူကြီးဘာလို့ဒီမှာလမ်းတူးနေတာလဲလမ်းပန်းဆက်သွယ်ရေးကိုနှောက်ယှက်ဖို့လားကြောက်ယူချိုင်ချွေးစေးတွေပြန်လာတယ်ကျွန်တော်ကျင်းဆုံးကိုရှောက်သွားပြီးကြောက်ယူချိုင်နဲ့ကြောင်တောင်တောင်ဖြစ်နေတဲ့ကြောက်ရကိုငုံကြည့်လိုက်တယ်ရွာလူကြီးကြောက်တက်တာဆက်ယုံနဲ့ရေခဲဆက်ယုံတွေနဲ့မင်းရဲ့အစီအစဉ်တွေကလက်ကားဖြစ်သွားပြီးငါရဲ့အသီးတွေကိုရှုံးလူလေကြောင်းလိုင်းကနေမြို့ကြီးတွေကိုတိုက်ရိုက်ပို့ဆောင်တော့မှငါရဲ့အသီးတွေကဒီတောင်တန်းတွေကနေပြန်ထွက်သွားနိုင်ုံတင်မကဘူးဒီနေ့ကစပြီးကောင်းချောင်ရွာကပုတ်နေတဲ့မက်မွန်တီးတစ်လုံးတောင်ရမှာမဟုတ်တော့ဘူးထုတ်ပိုးတာ4နာရီကြာခဲ့တဲ့နေ့လယ်2နာရီမှနောက်ဆုံးကားရဲ့တကားပိတ်သွားတယ်မစ္စတာလင်းပိတာ53ရက်အားလုံးတင်ပြီးပါပြီမနက်ဖြန်မနက်6နာရီမတိုင်ခင်ပေကျင်းရှန်ဟိုင်းနဲ့ကွမ်ကျိုးကစူပါမားကတ်စင်ပေါ်တွေကိုရောက်ရှိမှာပါဟုံးတန်တွေနဲ့အတူကား8စီးဟာဆိုင်ကယ်2စီးရဲ့လိုက်ပါဆောက်ရှောက်မှုနဲ့အတူလမ်းမကြီးပေါ်ကိုမောင်းထွက်သွားကြတယ်
တစီးပြီးတစီးကုန်တင်ကားတွေကကျွန်တော်ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုတည်ဆောင်သွားပြီးငွေသားဖြစ်ပြောင်းလဲဖို့လမ်းကြောင်းပေါ်မှာရှိနေပါပြီကျွန်တော်ခြံဆောင်တဲ့စီကိုလှည့်လျှောက်သွားခဲ့တယ်နောက်ထပ်အလုပ်သမား90ကိုလုတ်ခရှင်းပေးရမယ်သူတို့ကျွန်တော်စီမှာ3ရက်တိတိအလုပ်လုပ်ခဲ့ကြတယ်တယောက်ကိုပြန်ညရွေးနဲ့ထောင်စီရတင်တယ်ကျွန်တော်ခြံဆောင်တဲ့တကားကိုတွန်းဖွင့်ပြီးပတင်အောက်ကတစ်တာဟောင်းလေးကိုဆွဲထုတ်လိုက်တဲ့အထဲမှာကိန်းကနန်းလျှို့ဝှက်နံပါတ်နဲ့ဖွင့်ရတဲ့တစ်တာလေးတစ်လုံးရှိတယ်ကျွန်တော်လျှို့ဝှက်နံပါတ်ကိုနှိပ်ပြီးဖွင့်လိုက်တဲ့အခါအထဲမှာဘာမှမရှိတော့ဘူးအရေကအထဲမှာထည့်ထားတဲ့ငွေသားရွံတသိန်းကပျောက်ချင်းမလှပျောက်ဆုံးနေခဲ့ပြီဒါကမှန်ကန်တဲ့လမ်းကြောင်းပဲကြောက်ရွံ့ချိုင်လို့လူစားမျိုးကအမြဲတမ်းအမျက်ထုတ်တတ်တဲ့သူပဲရွံ3တန်းတန်တဲ့တတိတွေသူ့မျက်စိရှိကနေထွက်သွားတာကိုသူဘလို့မှလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဒီငွေသားရွံတသိန်းကသူတို့အတွက်ကျွန်တော်တမင်ချန်ထားပေးခဲ့တဲ့အစားပဲအပြင်ဘက်ကနေရုတ်တရက်ဆူညံတန်တွေထွက်ပေါ်လာတယ်အလုသမား90ကတစ်ပင်ရဲ့အောက်မှာလောက်ကဆောင်နေကြတာအခုတော့အားလုံးက trap ပြီးချန်ဆောင်တဲ့စီကိုပြေးလာကြတယ်ကြောက်ရွံ့ချိုင်တဲ့စပင်ဝါကအလုသမားတွေကြားထဲမှာရောနေတယ်အားလုံးပဲမဆောင်ကြနဲ့တော့လင်းပေါ်မှာမင်းတို့ကိုပေးဖို့ပတ်စံလုံးဝမရှိဘူးသူ့ရဲ့တတိတွေအကုန်တည်သွားပြီးသူအခုပဲပတ်စံတွေယူပြီးထွက်ပြေးတော့မှသူ့ရဲ့ဖန်လုံးအိမ်ကိုဖျက်ဆီးပစ်ကြရွာသားတို့အလုသမားတို့ကျွန်တော်ကကောင်းချောင်ရွာရဲ့ရွာလူကြီးကြောက်ရွံ့ချိုင်မှာဒီလင်းမော့ကလူမဆန်တဲ့သူပဲသူကရွာရဲ့မျက်နှာကိုမထောက်ပဲတတိတွေကိုအပြင်ကကုန်တယ်တွေစီခိုးရောက်လိုက်တယ်အခုသူ့ရဲ့တစ်တာထဲမှာတပြားမှမရှိတော့ဘူးသူမင်းတို့ကိုဘာနဲ့လောက်ခရှင်းပေးမှလဲဒါပေမဲ့အားလုံးစိတ်မပူကြပါနဲ့လင်းမော့မင်းတို့ကိုပေးဖို့ရှိတဲ့ရွမ်တသိန်းကိုရွာကော်မတီကအစားထိုးပေးပါမယ်ဒါပေမဲ့ဒီပတ်စံကအလကားပေးတာမဟုတ်ဘူးလင်းမော့မင်းမလောက်ခပေးဖို့ပတ်စံမရှိရင်မင်းရဲ့ဒီအေက90ရှိတဲ့ဖန်လုံးအိမ်စာချုပ်နဲ့အေးခန်းပစ္စည်းတွေကိုရွာကော်မတီကိုပေါင်နိုင်ရမယ်မင်းဒီလွှဲပြောင်းပေးတဲ့စာချုပ်မှာလက်မှတ်ထိုးလိုက်တာနဲ့အလုပ်သမားတွေရဲ့လောက်ခကိုငါချက်ချင်းပေးလိုက်မယ်ကြောက်ရွံ့ချိုင်ကစာရွက်တရွက်ကိုထုတ်ပြီးသုံးပြီးဆိုင်ကထိုင်ကုန်ပေါ်မှာတင်လိုက်တယ်ကျွန်တော်ရဲ့အကြီးကကြောက်ရွံ့ချိုင်ရဲ့ပခုံးကိုကြော်ပြီးလူအုပ်ရဲ့နောက်ဆုံးမှာရှိနေတဲ့ကြောက်ရစီကိုရောက်သွားတယ်ကြောက်ရကအဲ့ဒီမှာရက်နေပြီးလက်ထဲမှာအနက်ရောင်အိတ်တဲ့အိတ်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားတယ်အဲ့ရဲ့ပုံစံက၄တောင်ကြကြနဲ့ရွံတသိန်းရဲ့ထုထဲနဲ့အတော်လေးတူနေတယ်ရွာလူကြီးကျွန်တော်ရဲ့တစ်တာထဲမှာတပြားမှမရှိတော့တာကိုခင်ဗျားဘယ်လိုသိတာလဲငါတခြားလူတွေစီကကြားတာငါဘယ်လိုသိလဲဆိုတာမင်းကယူဆိုင်မနေနဲ့မင်းအခုပတ်စံထုတ်မပေးနိုင်တာကတော့အမှန်ပဲကြောက်ရပြောပြတာလားညီမလေးမင်းလက်ထဲကအိတ်ကတော်တော်လေးပုံရတယ်နော်အားလုံးရဲ့အကြည့်တွေကကြောက်ရစီကိုချက်ချင်းရောက်သွားကြတယ်သူမရဲ့မျက်နှာကဖြော့ဖြော့သွားပြီးအိတ်ကိုသူမရဲ့နောက်ကျောဘက်မှာအလိုလျောက်ဖုံးကွယ်လိုက်တယ်ရှင်ပါရီရှောက်ပြောနေတာလဲဒါကကျမရဲ့ကိုယ်ပိုင်ပစ္စည်းတွေပါလင်းမော်မင်းဒီမှာလာပြီးစကားလမ်းကြောင်းမလွဲနဲ့အခုပတ်စံပေးဖို့ကအဓိကပဲမင်းသာလွှဲပြောင်းပေးတဲ့စာချုပ်မှာလက်မှတ်မထိုးရင်ဒီနေ့ဒီအလုပ်သမားတွေကမင်းကိုတက်ပစ်ကြလိမ့်မယ်ဒေါသထွက်နေတဲ့အလုပ်သမားအယောက်90နဲ့ကြောက်ရွံ့ချိုင်ကိုရင်ဆိုင်ရင်ကျွန်တော်အိတ်ကထဲကဖုန်းကိုထုတ်လိုက်တယ်အားလုံးပဲခင်ဗျားတို့ရဲ့ဖုန်းတွေကိုအခုပဲထုတ်လိုက်ကြပါငွေပေးချေမှုအပ်ကိုဖွင့်လိုက်ပါအလုပ်သမားတွေကတယောက်ကိုတယောက်ကြည့်နေကြပေမဲ့တချို့လူတွေကတော့တန်တရားစိတ်နဲ့ဖုန်းတွေကိုထုတ်လိုက်ကြတယ်ကျွန်တော်ဘဏ်ရဲ့ငွေပေးချေမှုစနစ်ကိုဖွင့်ပြီးအပြာရောင်ခလုတ်လေးကိုနှိပ်လိုက်တဲ့မျက်နှာပြင်ပေါ်မှာအတီးပြုချက်ပေါ်လာတဲ့စုစုပေါင်းလူ90အတွက်ရွံတသိန်း9000အတီးပြုလိုက်ပြီးရှေ့ဆုံးမှာရှိနေတဲ့ဦးလေးကြီးရဲ့ဖုန်းကရုတ်တရက်မြည်လာတယ်အဲ့ဒီနောက်မှာတော့အလုပ်သမား90လုံးရဲ့ဖုန်းတွေကတစ်လုံးပြီးတစ်လုံးမြည်လာကြတော့တယ်ရောက်ပြီးငါပတ်စံတွေရောက်ပြီးတပြားမှမလိုဘူးရွံ100တောင်ပိုပါသေးတယ်တထေးကတကယ်ကိုသဘောကောင်းတာပဲမင်းစီမှာဒီလောက်ပတ်စံတွေဘဲကရတာလဲမင်းရဲ့တစ်တာတွေကပတ်စံတွေကတိတိတတ်တာကြီးခိုးခံလိုက်ရတာမဟုတ်လားရွာလူကြီးအခုကတစ်ချစ်တဲ့ခစ်လေးဘသူကလောက်ခပေးတာကိုငွေသားနဲ့တရွက်ချင်းထိုင်ရင်းနေမှလဲအဲ့ဒီရွံတသိန်းကပြီးခဲ့တဲ့လကမြေဩဇာဝယ်ဖို့ထုတ်ထားတဲ့အရန်ငွေတွေပါတစ်တာထဲမှာအမြဲတမ်းထည့်ထားတာဒါပေမဲ့ဒီနေ့နေ့လယ်မှာတစ်တာကအဖောက်ခံလိုက်ရပြီးပတ်စံတွေပျောက်သွားတယ်လူအုပ်ထဲကနေရုတ်တရက်စူညံတန်တွေထွက်ပေါ်လာတယ်တကယ်ကြီးပတ်စံတွေပျောက်သွားတာလားရွံတသိန်းတောင်တော့ဒါကအမှုကြီးပဲလူအုပ်နောက်ကကြောက်ရကတော့ခြေထောက်တွေတုံနေပြီးလက်ထဲကအိတ်ကလည်းမြေပြင်ပေါ်ကိုပြုတ်ကျသွားခဲ့တယ်ကျောက်ရဲ့မျက်နှာကချက်ချင်းဖြော့သွားတယ်ဖန်လုံးအိမ်ဆဆောက်တုံးကအေးလိုက်တန်ကြောင့်အထွက်နှုံးမကောင်းတော့မဲ့အခြေအနေဖြစ်ခဲ့တယ်အဲ့ဒီတုန်းကကျေးရွခိုင်ကကျွန်တော်စီကအကျွေးတွေနဲ့အမြန်ဆုံးအဆက်အသွယ်ဖြစ်ဖို့သူမကိုအကြံပေးခဲ့တယ်အဲ့ဒီတရားဝင်သဘောတူညီချက်ကိုလက်မှတ်ထိုးဖို့ကျွန်တော်ကိုအတင်းကျပ်လုပ်ခဲ့တယ်ဒါဟာသူ့အတွက်အကာအကွယ်လို့သူထင်ခဲ့ပေမဲ့ဒီနေ့မှာတော့ခိုးမှုအတွက်တိမ်မိတ်ဖြစ်လာလိမ့်မယ်လို့သူမထင်ထားခဲ့ဘူးဒီရွံတသိန်းဟာကုမ္ပဏီရဲ့လက်ပတ်ငွေဖြစ်တယ်ဆဲရက်ဟာကုမ္ပဏီဝင်နှန်းမဟုတ်ပဲအပြင်လူတွေနဲ့ပေါင်းပြီးကုမ္ပဏီရဲ့မိခံတစ်တာကိုဖောက်ခဲ့တယ်ဒါကိုကုမ္ပဏီပိုင်ပစ္စည်းခိုးယူမှုလို့ခေါ်တဲ့ရဲ့နဲ့ဟိုစပင်းရွှေရောင်ကောင်ကိုစခန်းကိုခေါ်သွားလိုက်လင်းမို့မင်းငါကိုထောင်ချောက်စင်တာပဲငါလမ်းကိုပိတ်လိုက်ရင်မင်းဘဝကောင်းမယ်ထင်နေလားငါပြောလိုက်မယ်အဲ့ဒီချယ်ရီတီးတွေအပြင်ကိုရောက်သွားရင်တော့မင်းငါဂျီခဲကိုစော်ကားမိပြီးငါနောက်ွယ်ကလူကမင်းကိုပိုရွက်စိတ်တကောင်လို့နင်းချေပြစ်နိုင်တယ်ခမရနောက်ွယ်ကလူလားခရိုင်ထဲကယူဂျီကိုပြောတာလားမင်းဘယ်လိုသိတာလဲခမရရဲ့ဝယ်လက်ကယူဂျီဆိုတာတင်မကဘူးလွန်ခဲ့တဲ့တလကကျွန်တော်ွယ်ရမှာလူဂျီစီကစီယံငွေ8သိန်းယူထားတာကိုလည်းသိတယ်ပြီးတော့အစင်းမြင့်ချယ်ရီတီးပိတာ9000အတွက်စာချုပ်လက်မှတ်ထိုးထားတယ်မဟုတ်လားဂျီခဲအဲ့ဒီအတီးပိတာ9000ကိုခမရမပေးနိုင်ရင်ယူဂျီကစာချုပ်အရာရော်ကြီး3စာတောင်းလိုက်မယ်အဲ့ဒါရွက်2.4တန်းပဲခမရပေးနိုင်မှာပါနော်ချောက်ယူခဲတယောက်ချိမခိုင်တော့ပဲလုံးဝစွန့်သွားတယ်ရုပ်ရည်တကူလုံးတုံရင်နေတယ်သူမကကျွန်တော်ကိုမျောလင်းချက်မဲ့တဲ့မျက်လုံးတွေနဲ့လှည့်ကြည့်တယ်ဝင်းမော်တရက်လောက်ပဲဖြစ်ဖြစ်ချစ်ခဲ့ဘူးလေမလားရွံတသိန်းလောက်ချေးပေးပါလားကျမအကျွေးစာချုပ်ရေးပေးပါမယ်ကျွန်တော်လက်ထွက်ခဲ့ပြီးသူမကိုထပ်မကြည့်တော့ဘူးကားတန်တွေလည်းဝေးသွားပြီးခြံထဲမှာပြန်ပြီးငိမ့်သက်သွားတယ်အလုသမား90ကတော့ကြောက်လန့်တုံရင်ပြီးကြည့်နေကြတယ်တထေးဝင်ကျွန်တော်တို့အရင်ပြန်လိုက်ပါဦးမယ်ဟိုညောင်းကိုတယောက်ကမြေတူးဆက်2စီးငါပြီးပြန်ပို့လိုက်ကျွန်တော်ပင်ပန်းကြီးရွံ2000ထပ်ပေးမယ်ကျွန်တော်တို့သွားပါမယ်အခုပဲမြေတူးဆက်သွားငါလိုက်ပါမယ်3ရက်ကြာမှာတော့မြို့လေကအဆင့်မြင့်ကော်ဖီဆိုင်တစ်ခုမှာကျွန်တော်တင်းပေါင်နာမှာထိုင်နေတော့ဘန်က message တစ်ခုရောက်လာတယ်ခင်ဗျားရဲ့အကောင့်နံပါတ်8809 10နှစ်တည်းကိုရွမ်3.5တန်းဝင်လာပါပြီအေးခန်းကားခါတွေပေးပြီးနောက်အသားတင်အမျက်ကရွမ်2တန်းနီးပါးရှိတယ်ဒါဟာလွန်ခဲ့တဲ့4နှစ်လုံးရုန်းကန်ခဲ့ရတဲ့ရလဒ်ပဲကော်ဖီဆိုင်တကားပွင့်လာပြီးလျှို့ရုပ်ဝင်လာတယ်သူမက10နှစ်လောက်အိုးစားသွားတယ်လို့ပဲအရင်လိုမန်တက်နေတာမျိုးမရှိတော့ဘူးလိုရက်ကကျွန်တော်ရှိမှထိုင်လိုက်တယ်ကျွန်တော်သူမရှိကိုစာရွက်စာတမ်းတစ်ခုတိုးပေးလိုက်တယ်ဝင်းမော်ဒီတီဖြစ်ဖို့လိုလားကျမမှားသွားမှန်းသိပါပြီဦးလေးလည်းထောင်ထဲရောက်သွားပြီကျမတို့မိသားစုလည်းပျက်စီးကုန်ပြီအခုမင်းမှာပတ်စံတွေအများကြီးရှိနေပြီပဲကျမတို့အစ်စ်ကပြန်စားကြရအောင်လားနောက်ဆိုမင်းပြောသမျှအကုန်နားထောင်ပါမယ်လို့ကတိပေးပါတယ်အစ်စ်ကပြန်စားမယ်ဟုတ်လားအဲ့ဒီညကခြံထဲမှာမိပြတ်သွားတော့ကမင်းစီရီခဲနဲ့အတူအာရီကားနဲ့ထွက်သွားပြီးကျွန်တော်ကိုချင်းကိုက်ခံမှုထားခဲ့တော့ကအစ်စ်ကပြန်စားဖို့မင်းစဉ်းစားခဲ့လားမင်းလူတွေခေါ်ပြီးကျွန်တော်မိခံတက်တာကိုဖောက်တုံးကရောအစ်စ်ကပြန်စားဖို့စဉ်းစားခဲ့လားကျမတကယ်ပဲဦးလေးခိုင်းလို့လုပ်ခဲ့တာပါသူကကျမကိုလိန်ပြောပြီးချောက်ရခဲကိုအကြောင်းပြမနေနဲ့မင်းကိုဘယ်သူမှအတင်းအကျပ်မလုပ်ခဲ့ဘူးမင်းရဲ့စိတ်ထဲမှာကကျွန်တော်ဝင်းမိုးကိုတော်သားတယောက်လို့ထင်နေတာကျွန်တော်စီကအရာအလုံးကိုမင်းတို့ဇဲမိသားစုကယူပိုင်ခွင့်ရှိတယ်လို့ထင်နေတာ
ကျွန်တော်သဘောတူညီချက်ရဲ့နောက်ဆုံးစာကြောင်းကိုညွှန်ပြလိုက်တယ်မင်းကိုဘာမှမပါပဲနှင်ထုတ်မှာမဟုတ်ပါဘူးမြို့ထဲကရွံတသိန်းခွဲတဲ့အိမ်ကိုကျွန်တော်အကျွေးတွေအကုန်ဆက်ပေးပြီးအဲ့ဒါမင်းနာမည်နဲ့ပဲမင်းယူသွားလိုက်ပါရောက်ရရဲ့ငိုတန်တွေရက်သွားတယ်သူမတုံတုံရင်ရင်နဲ့ဘောပင်ကိုကင်လိုက်တယ်ပြီးတော့သဘောတူညီချက်ရဲ့အဆုံးမှာလက်မှတ်ထိုးလိုက်တယ်ကျွန်တော်ထွက်ပြီးစာချုပ်ကိုအိတ်ထဲထည့်ကတကားစီလျှောက်သွားခဲ့တယ်ဇီကနောက်ကနေလှမ်းခေါ်လိုက်တယ်လင်းမမင်းကျမကိုတခါလေးတော့မချစ်ခဲ့ဘူးလားကျွန်တော်ခဏလောက်ရက်သွားတယ်ချစ်ခဲ့ဘူးပါတယ်ဒါပေမဲ့မင်းရဲ့အချစ်ကအရန်စည်းကြီးလုံးနဲ့ကျွန်တော်ရဲ့ဘဝနဲ့တိတ်ခါကိုပေးဆက်ရမယ်ကျွန်တော်မတက်နိုင်တော့ဘူးကျွန်တော်မှန်တကားကိုတွန်းခွင့်ပြီးထွက်လာခဲ့တယ်အပြင်မှာနေအောင်ကြီးကတာယာနေတယ်ကျွန်တော်လမ်းဘေးကိုရှောက်သွားခဲ့တယ်အတစ်ဆက်ဆက်ထွေးတဲ့ဖရဲတော့တစည်းကအဲ့ဒီမှာရက်ထားတယ်ကျွန်တော်ကားပေါ်တက်လိုက်တယ်အင်ဂျင်နိုးလိုက်တော့လမ်းညွန်စနစ်ကအတန်ထွက်လာတယ်လမ်းကြောင်းတတ်မှတ်ပြီးပါပြီဥတီယာဝင်းရှိုက်ချင်းချွတ်ခရိုင်ခင်မီဂေဟစနစ်စိုက်ပျိုးရေးခြံစုစုပေါင်းအကွာအဝေး120ကီလိုမီတာကြာမြင့်ချိန်2နာရီခန့်မှန်းထားပါတယ်